hill pop လို့ခေါ်ပါတယ် hill pop ဘယ်လိုခေါ်မလဲ hill pop ခေါ်ဖို့အတွက်ကျွန်တော်တို့မျက်ခင်းကိုတုံးချမယ် hill pop ဆိုတာကကြတော့ဗျာကျွန်တော်တို့ဒီခြေပြားခြေထိပ်ဒီခြေချောင်းလေးကိုမြောက်ပြီးတော့ဗျာခုံတာသပိန်းဆိုရင်သပိန်းစီးတဲ့ရှင်ဆိုကျွန်တော်တို့တစ်ခုကိုဟိုတိုက်လိုက်ပြီးတော့ရှေ့ဘင်းထောင်တယ်ဗျာအဲ့လိုပုံစံမျိုးပဲဒီကောင် hill pop လဲတစ်ခုကိုတိုက်လိုက်ပြီးတော့ဗျာတိုက်ပြီးတော့ခုံသွားတာဒီခြေပြားကိုမြောက်ပြီးတော့ဒီလိုမျိုးပုံစံနဲ့အဲ့တော့လေ့ကျင့်ဖို့အတွက်ပထမအပုံမှာပြောခဲ့တယ်လို့မျိုးပဲဒိုးကိုကွေးမယ်ပြန်ရင်ဒီကောင်ကျွန်တော်တို့ခြေထောက်နဲ့တွန်းထားမယ်ဗျာပြီးရင်ခန္ဓာကိုတက်တောင်းတက်တာလေးထားမယ်အရှိကိုကြည့်မယ်ဒီလိုမျိုးလေးပဲတက်တောင်းတက်တာနေမယ်ပြီးတော့ကျွန်တော်လေ့ကျင့်ရမှာခါကြတော့ခြေသေးမြောက်တာပေါ့ခြေသေးမြောက်လို့ခေါ်ရင်နော်ခြေသေးမြောက်မယ်လေ့ကျင့်မယ်ဗျာဒီမှာဟုတ်ပြီအဲ့လိုမျိုးလေ့ကျင့်မယ်ဒီလိုလေးဟုတ်ပြီအဲ့ကောင်ကိုဒီမှာလေ့ကျင့်လို့အဆင်ပြေပြီဆိုရင်ကျွန်တော်တို့တမန်တလင်းပေါ်မှာဒီလိုမျိုးပုံစံလေးနဲ့ဟုတ်ပြီအဲ့ကောင်အရင်ဆုံးလေ့ကျင့်ပေးပါလို့ဟုတ်ပြီလေ့ကျင့်ပေးပြီဆိုရင်ကျွန်တော်တို့တိုက်ပြီးတော့ခုံရအောင်ဒီလိုမျိုးပေါ့မှာကျွန်တော်လာမယ်ပြန်ဒီကောင်ကိုတိုက်ပြီးတော့ခုံတက်သွားမယ်ကွဲသွားတိုက်ပြီးတော့ခုံမယ်ဟုတ်ပြီအဲ့လိုမျိုးတိုက်ပြီးတော့ခုံရဗျာ hill pop ကိုဘယ်လိုအချိန်မှာမိုက်လဲဆိုရင်ဒီလိုမျိုးကျွန်တော်တို့ဒီလိုမျိုးကပုလေးရှိတဲ့အချိန်မှာဗျာခြေထောက်လာပြီးတော့ထောက်ပြီးတော့ခုံသွားမယ် hill pop ကဒီလိုနေရာမှာဆိုမိုက်တယ်ဗျာလှလဲလှတယ်